မင်္ဂလာပါရှင်ဒီနေ့မှာတော့ငဖဲဟင်းလေးချက်စားပြလို့အားလုံးလေးလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါရရှင်ငဖဲလေးကိုဂျင်းမုတ်အနေငယ်ထည့်ပါတယ်ငါးသားမုတ်ထည့်ပါတယ်အချုံမုတ်ထည့်ရင်လည်းရပါတယ်စားအနေငယ်ထည့်ပါတယ်ရှင်ငန်းပြားရည်အနေငယ်ထည့်ပါတယ်စီအနေငယ်ထည့်ပါတယ်ပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်လို့မှွေပေးလိုက်ပါတယ်ငဖယ်လေးကဖွာလေးဖြစ်နေတာနဲ့ကြစ်ကြစ်လစ်လေးဖြစ်အောင်လို့အချက်30-40လောက်ပေါက်ပေးလိုက်ပါတယ်ရှင်ငဖယ်လေးတွေကိုအဝိုင်းဝိုင်းလေးတွေဖြစ်အောင်လို့စုပ်ပြီးတော့ပုံစံဖော်ပေးလိုက်ပါတယ်ခုလိုမျိုးနေထားလေးပါရှင်ဒဲဝလေးပူလာရင်စီထည့်ပါတယ်စီပူလာရင်တော့ငဖယ်လေးတွေကိုတစ်ခုချင်းစီထည့်ပြီးတော့ကြောထားပေးလိုက်ပါတယ်ရှင်ရေအနှဲငယ်ထည့်ပါတယ်ပြီးရင်တော့အဖုံးလေးဖုံးပြီးတော့တည်ထားပေးလိုက်ပါတယ်ငဖယ်လေးတွေကိုအကြက်ညီအောင်လို့ဟိုဘက်ဒီဘက်လှမ်းပါတယ်ရှင်ဖုံးလေးဖုံးပြီးတော့ခဏဆက်တည်ထားပေးလိုက်ပါတယ်ဟိုဘက်ဒီဘက်ကြက်လာတဲ့အနေထားဆိုရင်တော့ငဖဲလေးတွေဆယ်ထုတ်လို့ရပါပြီရှင်ငဖယ်ဟင်းချက်ရန်အတွက်ကြက်သွန်ဖြူကြက်သွန်နီဂျင်းစပလင်ကြိတ်ထားတာလေးစီးသက်ပါတယ်ရှင်ပြီးရင်ခရမ်းညင်လေးနှလုံးလိထားတာထည့်ပါတယ်ရတာအတွက်ငါးသားမှုတ်ထည့်ပါတယ်စားနှင်းငယ်ထည့်ပါတယ်ရှင်ငန်းပြားရည်အနှင်းငယ်ထည့်ပါတယ်ပြီးရင်တော့အရသာလေးကြီးနှံသွားအောင်မှွေပေးလိုက်ပါတယ်ခရမ်းညင်လေးနူးအောင်လို့အဖုံးလေးဖုံးပြီးတော့ခဏတည်ထားပေးလိုက်ပါတယ်ခရမ်းညင်သီးလေးတွေနူးဤလာတဲ့ချိန်မှာတော့ငဖယ်ကြောထားတာလေးကိုထည့်လိုက်ပါတယ်ပြီးရင်တော့အနှစ်ကလေးနဲ့ရောသွားအောင်လို့ခုလိုမျိုးမှွေပေးလိုက်ပါတယ်ရှင်ငဖယ်ထဲကိုငြုပ်သီးစိမ်းလေးတွေညှက်ထည့်ပါတယ်
ပြီးရင်တော့ရှမ်းနံလေးကိုလည်းနံလေးတွေမွေးနေအောင်လို့ထည့်ပေးလိုက်ပါတယ်ရှင်နံမင်ရှိရင်လည်းနံမင်ကြီးထည့်ပေးလို့ရပါတယ်ရှင်ခုဆိုရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့ငဖဲဟင်းလေးရပါပြီရှင်အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်